ရာဇီးအဆိုတော်တာတီဟာသူ့ရဲ့ဖျော်ဖြေပွဲတစ်ခုမှာလမ်းဘေးခွေးလေးတစ်ကောင်ကိုတတိထားမိခဲ့ပါတယ်။ဒီခွေးလေးဟာလူကြားထက်ကနေသူ့ဖျော်ဖြေတာကိုလာထိုင်ကြည့်နေခဲ့တာဖြစ်ပြီးတာတီရဲ့နှလုံးသားကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူကရှိုးပွဲအတွင်းမှာစီစဉ်ထားတဲ့မီးရှူမီးပန်းဖောက်တဲ့အစီအစဉ်ကိုရက်ဆိုင်ဖို့ပွဲတာဝန်ရှိသူတွေကိုတောင်းဆိုခဲ့ပါတယ်။ဒီလိုမျိုးခွေးလေးတွေကမီးရှူမီးပန်းနဲ့ပတ်သက်လို့ကြိုက်ကြတာမျိုးမရှိပါဘူး။အဲ့ဒါကြောင့်ကျွန်တော်တို့လည်းမလုပ်ခဲ့ပါဘူးလို့ပွဲတာဝန်ရှိသူတွေကပြောပါတယ်။ဒါကလည်းလမ်းဘေးမှာရှိနေတဲ့ခွေးလေးတွေလန့်တွားမှာစိုးလို့ဆိုတဲ့အကြောင်းပြနဲ့တာတီကတားဆီးခဲ့တာပါ။ပရိသတ်တွေကလည်းတာတီရဲ့လုပ်ရက်ကိုနားလည်ခဲ့ကြပြီးနောက်ပိုင်းမှာတော့တာတီကဒီအာဝူလေးကိုမွေးစားလိုက်တယ်လို့လည်းသိရှိရပါတယ်။ခွေးချစ်တတ်တဲ့သူအဖွဲ့တွေကလည်းတာတီရဲ့လုပ်ရက်အပေါ်ချီးကျူးခဲ့ကြပြီးဒီခွေးကလေးကိုအခုလိုစောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ကြကြောင်းသိရပါတယ်။ခွေးလေးကတော့အခုဆိုရင်တာတီအိမ်မှာမိသားစုဝင်တစ်ယောက်ဖြစ်နေပါပြီ။